Hello အားလုံးပဲမင်္ဂလာပါရှင် Hello အားလုံးပဲမင်္ဂလာပါရှင်ယတိပဲဖြစ်ပါတယ်ယတိကတော့ဒီနေ့မှာတော့ပေါ့နော်ဒီနေ့မှာတော့သပင်ကိုနှစ်ထပ်လုံနီးလေးကိုတင်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီသပင်နှစ်ထပ်လုံနီးလေးကိုတည်ရသူတွေကကြော်သွားကြပါနော်မတည်ရသူတွေကတော့ဒီဗီဒီယိုလေးကိုဆုံးထိ like ပြီးတော့ကြည့်ပေးကြပါဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လေးလုပ်ခဲ့ပေးဖို့အတွက်လည်းမေတ္တာရက်ခက်အပ်ပါတယ်ဒါဆိုလို့ရှိရင်စလိုက်ကြပါမယ်နော်ကဲပြီဆိုလို့ရှိရင်တော့ဗောနော်ညီမတို့ကဒီအဝတ်စားရဲဗောနော်အဝတ်စား office ထဲဝင်ပြီးတော့မှ office ကိုဗောနော်ဒီဘယ် office ဖြစ်မလဲဆိုတာတော့ဒီဗောနော်ဒီ W လေးနဲ့စားရတဲ့ဒီ office လေးကိုဝေးလိုက်ပါမယ်ကဲညီမလေးတို့ကတော့ဒီ office ကိုဝစ်ပြီးတော့ကိုကြိုက်တဲ့စပင်ဟဲကိုယူရမှာပဲဖြစ်ပါတယ်ညီမကတော့နှစ်ဖက်လုံးမှာဆိုတော့ကဒီရှည်လေးကိုယူလိုက်မယ်နော်ကဲပြီးလို့ရှိရင်တော့ wine အိမ်ကိုသွားပါမယ်မီနူးတွေကိုပြန်ဝင်ပြီးတော့ဒီမှာပေါ့နော် wine home wine ဆိုပြီးရှိပါတယ်အဲ့ဒီ home wine နဲ့ကိုသွားလိုက်ပါမယ်အဲ့ဒါဆိုလို့ရှိရင်တော့ယောက်ျားလေးကပေါ့နော်အရင်ဆုံးနေကြဖြစ်နေရပါမယ်ရှင်ပြီးရင်တော့ဒီ wine လေးတွေကိုဝင်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ကိုကပေါ့နော်နေကြဖြစ်ပြီဆိုလို့ရှိရင်နေကြဝတ်စုံလည်းဝတ်လို့ရပါတယ်နော်နေကြဝတ်စုံကတော့ပြီးလို့ရှိရင်ပြပေးပါမယ်ပြီးလို့ရှိရင်တော့ဘေးမှာ message ကလေးကိုဝင်ပြီးတော့သူ့ကိုပေါ့နော်အောက်ဆုံးကhome ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ရှင်းအောင်နော်အမလက်သွဲသွားပြီဆိုလို့ရှိရင်အပေါ်မှာပြထားတဲ့ခလုတ်လေးဒီခလုတ်လေးကိုနှိပ်ပြီးပါပြီးလို့ရှိရင်နှစ်မွာဘူးလို့ပုံစံမျိုးဖြစ်သွားပြီဒါဆိုလို့ရှိရင်ခုနကတော့ကင်ထားတဲ့ကောင်မလေးရဲ့လက်ကိုဒီ accessory လေးနဲ့ဖြတ်ပေးလိုက်ပါပြီးရင်တော့ဒီအရှိရကောင်မလေးစီကိုရအောင်သွားပြီး message ကိုပြန်ဝင်ပြီးတော့သူ့ကိုခြီလိုက်ပါမယ်ခြီရတော့ CARRY ပဲဖြစ်ပါတယ်ခြီလိုက်ပါခြီပြီးလို့ရှိရင်တော့သူ့ကိုဖြတ်လိုက်ပါကဲပြီးလို့ရှိရင်တော့ကောင်မလေးကလက်တော့တခုခုဖြစ်သွားပြီနော်ထားလိုက်ပါအကြလို့ရှိရင်တော့နေကြနည်းနည်းပါးလေးပဲလိုပါတော့လေဘိုင်းခဲကိုပြန်သွားပါမယ်ခဲရောက်ပြီဆိုလို့ရှိရင်အဲ့ဒီကောင်မလေးကိုပေါ့နော်ကိုကအင်ဂျီလဲပေးရမှာပဲဖြစ်ပါတယ်သူ့ကိုအရင်ဆုံးသူ့ကိုပေါ့နော်သူကကောင်းတယ်သူကပြီးတော့အရန်တဘောကောင်းတယ်ဗာညာနဲ့ကျမတို့လုပ်ပြီးဆိုရှင်တော့အင်ဂျီရဲ့ဝင်မယ်ပြီးလို့ရှိရင်အင်ဂျီတွေထဲမှာပေါ့နော်အပေါ်ဆုံးအင်ဂျီမဟုတ်ပါဘူးနော်ဒီအင်ဂျီလေးပေါ့နော်ဒီညဝဝစ်စုံရဲ့ဒီညဝဝစ်စုံရဲ့ဘီနာလေးကအင်ဂျီလေးကိုနှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ကောင်မလေးကိုခြီလိုက်ပါမယ်ရှင်ခြီပြီးလို့ရှိရင်တော့ဘိုင်းစီကိုပြန်သွားမယ်ဘိုင်းစီကိုပြန်သွားပြီးတော့ဒီခြီထားတဲ့ကောင်မလေးကိုနောက်တစ်ပံပြန်ပြီးတော့ခြီလိုက်ပါမယ်အဲ့ဆိုရင်တော့ကောင်မလေးကလက်ဖြန့်သွားပြီပေါ့နော်လက်ဖြန့်သွားပြီဆိုလို့ရှိရင်ခဲထဲကိုပြန်သွားမယ်ဒီကောင်မလေးကိုပေါ့နော်ချခဲ့လိုက်မယ်ပေါ့နော် accessory တွေကိုကောင်မလေးကိုချခဲ့ရတယ်ပေါ့နော်သူ့ဘက်တူလိုက်လာလည်းရပါတယ်လက်ဆန်ဝါဘွားရေးကြည့်ပါတယ်ပြီးလို့ရှိရင်တော့မီနူးတဲကိုပြန်ဝင်မယ်ပြီးလို့ရှိရင်တော့စပင်လေးတွေကိုဝင်လိုက်မယ်နော်စပင်ထဲမှာယတိရွေးထား23ကိုရွေးထားတာပဲဖြစ်ပါတယ်။ကဲ23ကိုရွေးပြီးတော့ဆိုလို့ရှိရင်တော့ကျမကဒရုန်းဖြစ်သွားပြီပေါ့နော်။ပြီးလို့ရှိရင်တော့ကျမတို့ office ထဲကိုပြန်ရွေးမယ် office ထဲကိုဘယ်လို office လေးနဲ့ဝင်မလဲဆိုတော့လိုက်ကြည့်ပေးကြပါဦး။ဒီက office တွေကတော့အများကြီးပဲเนาะကိုကြိုက်တဲ့ office ကိုရွေးပြီးတော့ဝယ်လို့လည်းရပါရဲ့ရှင်ကဲဒါဆိုလို့ရှိရင်တော့ကျမရဲ့သပင်လေးကနှစ်ထပ်ဖြစ်သွားပါပြီဒီကောင်မလေးကတော့လဲတောင်ပြတ်သွားပြီပေါ့เนาะကဲဒါဆိုလို့ရှိရင်တော့ color လေးကိုပြောင်းလိုက်ပါအောင်မယ်ကဲ color လေးပြောင်းပြီးသွားပြီဆိုလို့ရှိရင်တော့သပင်လေးကအရန်အောင်လှပသွားပါပြီဒီကတုံးမကိုတော့ကျမတစ်ခုလုပ်လိုက်ပါမယ်ဒီ color လေးကိုပေါ့နော်ဘယ်လိုအယောင်ကြီးပြောင်းတာလဲဆိုတာကိုမသိသေးတဲ့သူတွေဆိုလို့ရှိရင် comment မှာမှန်းခဲ့ပါနော်အယောင်ပြောင်းနည်းကိုcomment မှာမှန်းခဲ့ပါနော် comment မှာ comment ချင်တာမှန်းခဲ့ပါနောက်ဗီဒီယိုတစ်ခုမှာဖြည့်ပေးသွားပါမယ်နော်ကဲဒါဆိုလို့ရှိရင်တော့ဒီမှာသပင်နှစ်ထပ်လုံးနည်းလေးကိုသိပြီလို့တော့ထင်ပါတယ်ရှင်နောက်ထပ်ဗာလီလောက်ခိုင်းကြုံလဲဆိုတာကိုလည်းမေးပေးပါဒီတလောက်မှတလောက်လေးနဲ့တင်ပြပေးသွားပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ